အားလုံးပဲမင်္ဂလာရှိသောမနက်ခင်းလေးပါနော်အားလုံးပဲမင်္ဂလာရှိသောမနက်ခင်းလေးပါ4 ရက်3လ2026နော်12နာရီ10မိနစ်အတွက်နော်4 ရက်3လ2026 12နာရီ10မိနစ်အတွက်ပါ3ည5ဝန်းကျင်5ပိုင်းနဲ့4 9ဝန်းကျင်အပီးပေါက်စနစ်ပါနော်ကျွန်တော်မှာအကြိုက်တူရင်တော့ယူသုံးမယ်နော်ကြိုက်တွင်တော့ယူသုံးမယ်3ည5ဝန်းကျင်းကို5ပိုင်းနဲ့နော်5ပိုင်း3ညပိုင်း3ည5ဝန်းကျင်းကို4 9ဦးနဲ့နော်4 9ဝန်းကျင်းနဲ့အပီးပေါက်စနစ်ကလေးဒါကတ်ပေးထားတာ52ကကျွန်တော်ကြိုက်လို့တစ်ခွက်ကောင်းထည့်ပေးထားတာနော်ကြိုက်တူတဲ့အမျိုးတွေအားလုံးမနော်ယူသုံးလို့ရပါတယ်အကွက်ဒီမှာနော်ကျွန်တော်မတွေတွေ့တဲ့အတိုင်းပဲဒီမှာ4 5 4ရယ်5 9ရယ်50ရယ်5ပူးရယ်4 9ရယ်40ရယ်90ရယ်9ပူးရယ်နော်ကျွန်တော်မတွေဒီမှာ4ပူးရယ်ဟုတ်လားဒီက4ပူး4 9ဝန်းကျင်း4 9ဝန်းကျင်း2ချိန်ထွက်ဒီအတွက်ကြောင့်မို့4ပူး9ပူးထည့်ပေးထားတယ်ဒီမှာက5ပိုင်းနဲ့ဒီက3ည5ဝန်းကျင်းနဲ့ဖြစ်ဒီအတွက်ကြောင့်မို့5ပူး2ပူးထည့်ပေးတယ်နော်ကျွန်တော်မတွေအားလုံးပဲနော်ဗုဒ္ဓနေ့မနေ့7 နာရီမှာတစ်ခွက်ကောင်းလေးနဲ့အားလုံးမထိထိမိလေးရကြပါသည်ကျွန်တော်မတွေ channel လေးကိုလည်း subscribe ကလေးနှိပ်ထားမယ်နော်အားလုံးပဲ